ဟုတ်အေးအော်မောင်တော်လိုက်တော့အဲ့စုအေးပေး ဖိတ်လိုက်လေမရဘူး ပေး ပြီးလိုက်ပြီးနေရအောင် ဒီမှာလင်ခိုးထားတာမလား ဟုတ်မခိုးပါဘူးမခိုးပါဘူးဒီတိုင်းလွတ်ပြတာလို့ လွတ်ပြတာမဟုတ်ဘူးချထားတာ ဘာလို့ခိုးတာလဲမခိုးဘူးဒီတိုင်းပြတာလို့ဟိုတောင်းမှလည်းအမရဲ့ ဒီလိုနှစ်ယောက်လုံးလှုပ်ထွက် ခိုးတာသူလေမိုးမမုတ်တာဘယ်လိုလုပ်ခွဲရမှာလဲ နင်တခိုးရဲ့အမမို့လို့ထွက် ငါတို့အလုပ်လဲပြုတ်သွားကြဘာလုပ်ကြမလို့နင်းမှာပတ်စံဘယ်လောက်ရှိလဲ နှစ်တောင်းပေါ့နင် 2500တခုခုတော့လုံးဝပြင်မယ်တင်လဲ အော်တပီးတော့ငွေလေး9000နဲ့ရနေပြီးတော့စတင်ခဲ့တာ哦 အဲ့လိုတော့မဟုတ်ဘူးဒီကုန်းရဲ့ဟုတ်ပါသားရ9000ပဲရှိရလေလောက်ပါမလားလောက်တယ် အော်ဒီကွန်းကလေအဲ့9000လဲနဲ့လုံဟန်းစခဲ့တယ်မှတ်တာ ဟုတ်တယ်ဒီကုန်းရဲ့ဗာလေးဒီလို အော် အဲ့ဘိုက်ကိုတင်းတော့ပဲဟဲ့ ဟုတ်ပါ အတက်ကျလို့တော့မရတော့ အင်းတော့ကြက်သွား ငါတို့လေဘလောက်ဆဆဘလောက်ဘိုက်ပြည့်ပြည့်ဘလောက်ဝဝလှမယ်အင်ကြီးတွေချုပ်ရောင်းလား အရင်ကြီး ရှိတာရောင်းမယ်လေအဲ့လိုနဲ့အခုတမီးတို့ဝတ်ထားတဲ့ဒီမမ collection brand လေးကိုပေါ့နော်ညီမနှစ်ယောက်ရှိတာလေးကိုထုခွဲပြီးတော့ဆက်ချုပ်ဆက်လေးနှလုံးထဲနဲ့စားခဲ့တာဒီကို တော်ကြိုးစားတာနော်အတော်ကြိုးစားတာပဲတမီးက အဲ့နဲ့လေအနေထားလေးတစ်ခုရောက်တော့ပေါ့နော်ငါတို့ကြော်ညာလေးငားမယ်ပေါ့မိတ်ဆွေတွေပြောတာပေါ့နင်တို့ကြော်ညာရရမဲ့အနေထားမဟုတ်သေးဘူးဒါပေမဲ့ကိုကလှုပ်ချင်တာဘယ်မင်းသားမင်းသမီး celebrity နိုးသွားဒီကိုမဘလောက်ပေးရရှိလို့မဟုတ်ဘူးဒီကိုရှိလို့မဟုတ်ဘူးငားမှာအဲ့လိုနဲ့အာညီမနှစ်ယောက်တိုင်ပင်ပြီးတော့ဒီကောင်အဲ့လိုလာငားတာ ကြည့်ရောကိုပါဘူတီပြီးတော့လာ အနုပညာကြီးက ဟိုအနုပညာကြီးလေးကတော့ပုံမှန်ဆိုရင်330အစယူပါတယ်ရှင် ရတယ်ဒီကောင်မဟုတ်ဘူးတတ်နိုင်လို့မဟုတ်ဘူးငားမှာဒီကောင်မလို့ကောင်ငားမှာသမီးတို့က ကဲလုံးလေးပါနဲ့ဂျာကြီးရဲ့အဲဒီလိုလို့သူ့ရဲ့စူးစမ်းအားထုတ်မှုလေးရဲ့နောက်ပြီးတော့သူခက်ခဲနဲ့စူးစမ်းခဲ့ရဂုဏ်ပြုတဲ့အနေနဲ့ဆိုပြီးတော့ထပ်ဝက်ကြီးနဲ့လုပ်ပေးမယ်15သိန်းပဲပေး မလုပ်ပါနဲ့ဒီကောင်ရဲ့ဟုတ်တတ်နိုင်လို့မဟုတ်ဒီကောင်30မဟုတ်300လဲသမီးကငားမှာချစ်လို့အဲ့ဒီကောင်မလို့ကိုချစ်တာသမီးတို့က လေဒီကောကလည်းထပ်ပြီးရှော့ခြင်းလေးရတယ်ဂျာကြီး